အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ဆရာဆိုင်းခွန်အောင်အင်တော်ကြီးရေးသားထားသောဆရာသားရနဲ့တွေ့ဆုံခြင်းအပိုင်း2မှာပညာတော်သင်ဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်ထားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာဒီနေ့တော့ကျုပ်ဆရာသားရအိမ်မှာပထမဦးဆုံးပညာစတင်တယ်ပြုဆရာသားရကလူပြိုကြီးဗျသူတယောက်တည်းနေတာပေါ့ဗျာကျုပ်ကလည်းလောကီလမ်းကိုတွင်တွင်ကြဲကြဲလိုက်စားခြင်းအိမ်တော်မပြုတ်ဖို့ပြောတယ်ဗျအနောင်အဖွဲ့တွေရှိရင်လောကီလမ်းမှာမပေါက်မြောက်နိုင်ဘူးလေမျိုးဆရာသားကမနက်အစောကြီးဖျားရှိခိုးတယ်ဗျပြီးရင်စက်ကူမှာဆွဲထားတဲ့4000ခွက်တွေတောက်တယ်ဗျအတွန်းအတက်တွေနဲ့ဟာရီရောပေါ့ဗျာကျုပ်ကလည်းသိကျင်စိတ်ကငရိတ်ကပ်နေတော့ဆရာတောက်နေတာဘာတွေလဲဟင်ကျုပ်ကတော့အကွက်တွေအတွန်းနေပဲမြင်တယ်လို့ပြောလိုက်တယ်ဗျဆရာသားကခက်ဆက်ဆက်ပြုံးပြီးငနောင်ရဒါအင်းစမတွေလို့ခေါ်တယ်ကွာလောကီဆရာတွေရဲ့ကိုယ်ထဲမှာအစမ်းတတိတွေရှိလာအောင်မော်လို့ခေါ်တဲ့ဝိဇ္ဇာအစွမ်းတွေရလာအောင်တောက်တာပေါ့ကွာ။အော်ဟုတ်လားဆရာ။ကျုပ်လည်းတောက်ရမှာလား။အေးပေါ့ကွာမင်းကလည်းအင်းစမတွေပါတင်ပေးပြီးတောက်ခိုင်းမှာပေါ့ကွာ။ဟာလုံမယ်ဗျာ။ဆရာသားကဆရာလိုဖြစ်မယ်ဆိုကျွန်တော်အကုန်လုပ်မယ်။အာငါနောင်အပြောင်းမကြည့်နဲ့ကွာငါကောင်ရ။ငါခုတောက်နေတဲ့အင်းစမတွေကအစ်စ်နေတယ်ကွာ။ပြီးတော့သူစီတူကန်နဲ့ရေးဆွဲရတာကွာဆွဲကျင်တိုင်းဆွဲတောက်ချင်တိုင်းတောက်လို့မရဘူးကွာပြီးတော့လော်ကီခိုင်းနေမှာသူ့အစ်စ်နဲ့သူ့ပညာရှိတယ်ကွာဒီနေ့လို့ဒီနေ့ဆရာဖြစ်တာမရှိဘူးကွာအဲ့လိုရှိခဲ့ရင်တော့အဲ့ဒါအတပြားပညာပေါ့ကွာဗျာဆရာအတပြားပညာဆိုတာဘာလဲဗျအေးကွာငါတော့ရငါပြောပြမယ်အတပြားပညာဆိုတာငွေကြီးဥစ္စာဂုံဒနဖုန်းကိုကြီးကျင်တဲ့ဆရာသမားတွေကြောင့်ဖြစ်လာတော့ပေါ့ကွာယုံကြည်လို့လာတဲ့သူတွေကိုဒီနေ့ပညာပေးနောက်နေ့ဆရာဖြစ်အောင်လုပ်ကြတာကွာတင်ကြားမှုသွန်သင်မှုမရှိတော့ဘူးကွာအဲ့တော့ဟိုတပည့်ကလည်းဆရာဖြစ်ပြီဆိုပြီးမာနာထားတော့မဖြစ်တဲ့နာတွေဖြစ်ကုန်တာပေါ့ကွာငွေပေးလဲဆရာဖြစ်တယ်ဆိုပြီးတော့လောက်လာကြတာပေါ့ကွာဟာအဲ့လိုကြီးကတော့မကောင်းပါဘူးဆရာရအေးပေါ့ကွာဘယ်ကောင်းလဲနောက်တော့လဲအဲ့တပည့်ကဆရာကိုအာခံလာရောကွာအဲ့ကြဆရာနဲ့တပည့်အခန်းတွေပြတ်ကုန်တော့ပေါ့ကွာငါကတော့အဲ့လိုဆရာမဟုတ်တော့မင်းတို့တပည့်နဲ့မသိဘူးကွာကျင့်ကြံမှုအားထုတ်မှုလေ့လာမှုပါရမီစခန်းနဲ့တင်ပါကွာငါနဲ့နေငါတပည့်လို့ရင်တော့မင်းငတ်မယ်မွဲမယ်မချမ်းသာဘူးပေါ့ကွာဖြစ်မလားဟာဆရာသားရကျုပ်ကလူတွေကိုကူညီချင်တာဗျအဲ့ဒါတွေမမှတ်ဘူးအေးကောင်းတော့ကွာကဲအဲ့ဆိုငါအင်းနဲ့တစ္ဆာရေးတိုက်မယ်ကွာပင်ကြီးမိုးချိုဖျားရှိကိုတီလာခံတာကွာကျုပ်လည်းဆရာသားပြောတဲ့အတိုင်းလုပ်ပြီးတော့ထိုင်နေလိုက်တယ်ဗျဆရာသားကကြေးခွက်လေးနဲ့အင်းတစ်ချက်ဖြော်တယ်ဗျပြီးတော့တစ္ဆာဆိုတိုက်တယ်ဗျပြီးတော့ငနောင်မင်းကိုကိုလုံးအင်းတိုက်လိုက်ပြီကွာဆုံးကဝေအောင်လန်းနာနာပါဝါတွေမင်းကိုမပြူစားမနောက်ရှက်နိုင်တော့ဘူးကွာဒါပေမဲ့မင်းဆိုရတဲ့တစ္ဆာတော့မပြတ်စင်နဲ့ကွာမင်းအသက်ကိုတန်ဖိုးထားတယ်ဆိုရင်တော့မပြတ်တဲ့ပုံငါကောင်ဟိကျော်လဲဂရိပြုပြီးဆရာသားကိုကြောလိုက်တယ်ဗျပြီးတော့ဆရာသားကကျုပ်ဝင်ရမယ်အတိတ်ထံပြောပြတယ်ကျုပ်လဲဆရာသားပေးတဲ့အတိတ်ထံကိုမပြတ်မကွက်အားကျိုးမှန်တယ်လောက်တော့တာပေါ့ဗျာဆရာသားကအင်းစမရေးဆွဲနီးမန္တမန္တရဂါရတွေအကြောင်းတွေပြောပြတယ်ဗျတင်လဲတင်ပြလဲပြကျုပ်ကိုလည်းအတိတ်ထံပြီးချိန်အားချိန်ဒီမှာလေးလာခိုင်းတာပေါ့ဗျာကျုပ်ကလည်းလေးလာပါများတော့တက်လာတယ်ဗျသူနာဘူမိအင်းတံမြန်စမဇေဒီစမဝိဇ္ဇာ၄ပါးကာတာစတဲ့လောကီအခြေခံတွေကိုသိလာတာပေါ့ဗျာကျုပ်လည်းသမာဓိအားကောင်းအောင်ကျင့်ရမယ်ဆိုလို့ဆရာသားကပြောထားတော့တရားထိုင်ပရိစိတ်ပို့လောက်လာတယ်ဗျတခါတလေစကားပြောတယ်ကြားရတယ်ဗျမမဲအရေးတွေမြင်ရတော့လန့်တာဇောကျွေးတောင်ပြန်တယ်ဗျကျုပ်လည်းပညာလည်းသင်ဆရာသားကိုလည်းမသိတာတွေမင်းပြန်ကြတာပေါ့ဗျာဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာဆိုင်ကတော့အင်တော်ကြီးရေးသားထားသောဆရာတာရနဲ့တွေ့ဆုံခြင်းအပိုင်းနဲ့မှာပညာတော်သင်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ရမှာတော့ဆရာတာရနဲ့အင်မတိုကဝေကူဝဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဆက်လက်နားထောင်ကြပါဦးခင်ဗျာအားလုံးပဲအိမ်မက်လှလှမှတ်ကြပါစေခင်ဗျာ